အမေရဲ့နေကောင်းလာတော့ဒီသတင်းလေးတော့မမေတော့ဘူးအဖေနဲ့အမေစီရောက်မလာနိုင်သားသမီးများအတွက်ပဲစိတ်ပူအရွယ်လွန်လေးမိဘနှစ်ပါးမှာအဖေမေတွေပေါ်ယေရှုပြရမယ်တော့ကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမပြေအစင်ပြေရဲ့လားသားရဲ့အစင်ပြေရဲ့လားသမီးရဲ့ဒီမိဘနှစ်ပါးဘဝကတနာစရာဒါမိဘလို့ဖြစ်စင်လားသားသမီးများအတွက်ပဲစိတ်ကူခန္ဓာဝင်တကယ်မြောက်တဲ့မြတ်တာတွေသာစီစဉ်ခဲ့ကြပြီသားသမီးရဲ့ရနာများစိတ်တို့ကမှပြေးထွက်သွားချိန်မှာအမေလွမ်းလုံးကြတဲ့မြည်ခန်းချောက်ခဲ့အမွေပေးဖို့မရှိတဲ့ဘဝမှာအစုပ်ပြစ်ခတ်မိဘနှစ်ပါးကိုအခုတော့ကနာမညပြပြန်လာပါသားသမီးတွေရဲ့ပြန်လာပါသားသမီးလေးတွေရဲ့အဖေရဲ့နေကောင်းလာလို့အမေရဲ့နေကောင်းလာတော့ဒီသတင်းလေးတော့မမေတော့ဘူးအဖေနဲ့အမေစီရောက်မလာနိုင်သားသမီးများအတွက်ပဲစိတ်ပူအရွယ်လုံးလေးမိဘနှစ်ပါးမှာအဖေမေတွေပေါ်ယေရှုတရားမဲ့တော့ကြောကိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမပြေအစင်ပြေရဲ့လားသားရဲ့အစင်ပြေရဲ့လားသမီးရဲ့ဒီမိဘနှစ်ပါးဘဝကတနာစရာဒါမိဘတို့ဖြစ်စင်လားသားသမီးများကိုပဲစိတ်ကူခန္ဓာဝင်တကယ်မြောက်တဲ့မြတ်တာဆုံးရည်တွေသာစီစဉ်ခဲ့ကြသားသမီးရဲ့နာတွေစိတ်တို့ကမှပြေးထွက်သွားချိန်မှာအမေလွမ်းလို့ကြတဲ့မြည်ရင်ခန်းချောက်ခဲ့အမွေပေးဖို့မရှိတဲ့ဘဝမှာအစွန့်ပြစ်ကမိဘနှစ်ပါးကိုအခုတော့ကနာမညတာပြန်လာပါသားသ